photodiode ဆိုလေ diode ပဲdiode တစ်ခုဆိုလို့ရှိရင် p type နဲ့ n type ဆိုတဲ့ semiconductor နှစ်ခုကိုဆက်တယ်ဆက်ပြီးတော့ဘေးမှာလက်လို့ခေါ်တယ်ခဲချောင်းနှစ်ချောင်းထည့်လိုက်တယ်ဒါ diode လို့ခေါ်တယ် p type မှာဆိုလို့ရှိရင်ဘာတွေအများကြီးရှိနေမလဲဆိုရင်အပေါင်းတွေအများကြီးရှိနေမယ်အထက်မှာအနှုတ်တချို့တစ်ဝက်လည်းရှိတယ်n type ဘက်မှာဆိုရင်လည်းနော် electron တွေအများကြီးရှိတဲ့အတွက်ကြောင့်အနှုတ်တွေအများကြီးရှိတယ်သို့ပေမဲ့အဲ့ဒီ n type ထဲမှာအပေါင်းလေးလည်းရှိတယ်ဒါပေမဲ့အပေါင်းလေးပေါင်းတဲ့ပမာဏအနေလေးဒါကြောင့်မို့ဒီကောင်တွေကို majority checks ပေါ့နော်အဓိက check အများစုပါတဲ့အတွက်ကြောင့် majority checks လို့ခေါ်တယ်ဒီကောင်ကကျတော့ minor check လို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီကျတော့ဘယ်လိုလုပ်တာလဲပေါ့နော် p type နဲ့ n type နဲ့ဆက်လိုက်တဲ့အခါမှာp type နဲ့ n type နဲ့ဆက်လိုက်တဲ့အခါမှာအလေးကောင်မှာနော်ဒီဘက်မှာ p type ဒီဘက်မှာ n type p type နဲ့ n type နဲ့ဆက်လိုက်တဲ့အခါမှာ p type ဘက်မှာရှိတဲ့ hole တွေက n type ဘက်ကိုရွေ့တယ် n type ဘက်မှာရှိတဲ့ electron တွေက p type ဘက်ကိုရွေ့တယ် L နဲ့ electric field တစ်ခုဖြစ်လာတယ်ပေါ့နော်ဟုတ်ပြီကျတော့အဲ့ဒီ PN junction ဘောကိုနော်အဲ့ဒီ PN junction ဘောကိုအလင်းရောင်ပေါ့နော်အလင်းရောင်ကြာရောက်တယ်အလင်းလေ light 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 ဆိုတော့လည်းဖွဲ့စည်းထားလဲ photon နေနဲ့ဖွဲ့စည်းထား photon ဆို energy packet လေဆိုရင်အထုပ်လေးတွေပဲ ENERGY energy PACKET energy packet ဆိုရင်အထုပ်လေးဒါဆိုရင် photon တစ်လုံးထဲမှာပါတယ်ဆိုရင်ကို E equal to H mu နဲ့တွန်းနိုင်တယ်ပေါ့နော် equal to HF လို့လည်းပြောလိုက်ရတယ်ဒါဆိုလို့ရှိရင်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ PN junction လေးပေါ့အလင်းကျရောက်လာတယ်ပေါ့နော်အလင်းကျရောက်လာဆို PN junction မှာ electron ရှိတယ်အထက်မှာ nucleus ရှိတယ်အဲ့ဒီတော့အပြင်ဘက်ဆုံးပတ်လည်လို့ယူဆလိုက်မယ်ဆိုရင်ပြင်ဘက်ဆုံးအဲ့ဒီပြင်ဘက်ဆုံးပတ်လည်ရဲ့အပြင်ဘက်မှာအဲ့ဒီပြင်ဘက်ဆုံးပတ်လည်ရဲ့အပြင်ဘက်မှာ conduction band ဆိုတာရှိသေးတယ်conduction band ဆိုတာရှိသေးတယ်အော်ဒီမှာရှိတဲ့ electron လေးဒီဘာဖြစ်သွားလဲဆိုရင်ဒီကလာတဲ့ဒီအပြင်လာတဲ့ energy ပါနော် H mu ကိုဆက်ယူတယ်နော်ဘယ်ချိန်မှာဆက်ယူလဲဆိုလို့ရှိရင်အဲ့ဒီ H mu နော်အဲ့ဒီ energy ကဒီမှာရှိတဲ့ဘေးလန့်ဘန်းနဲ့နော်ဘေးလန့်ရှင်တဲ့ conduction band ကြားထဲမှာရှိတဲ့ energy gap တဲ့ကြီးမှသာလဲ ERGY energy gap တဲ့ကြီးမှသာလဲဆက်ယူတယ်ဥပမာအဖြစ်ပြောရင်ဒီဘေးလန့်ရှင်တဲ့ conduction band ကြားထဲက energy gap ပေါ့နော်ဆိုရင်ရှာနာမှုတမို့1 electron volt ဆိုပါစို့ဒါဆိုလို့ရှိရင် photon ရဲ့ energy ဒီ 1.1 နော် 1.1 electron volt သာဖြစ်မယ်ဆိုလို့ရှိရင်ဒီ energy ကိုဆုပ်ယူမယ်ပေါ့နော်ဒါဆိုရင်ဒီ electron လေးကဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီ electron လေးက energy ရသွားတဲ့အတွက်ကြောင့်သူရဲ့မူရင်ပတ်လည်မှာမနေတော့ဘဲနဲ့ဘယ်ကိုထွက်လာလဲဆိုရင်conduction band အပြင်ဘက်ကိုထွက်လာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်နားလေးမှာ electron မရှိတဲ့အတွက်ကြောင့် electron မရှိတဲ့ hole လေးတစ်ခုကျန်နေခဲ့မယ် electron အပြင်ကိုထွက်လာမယ်ဒါဆိုဘာဖြစ်လာလဲဆိုရင် electron hole pair လို့ခေါ်တယ် electron hole pair လေးဖြစ်လာတယ်ပေါ့နော် electron hole pair လေးဖြစ်လာတယ်ဒါဆိုဒီနားလေးမှာ electron လေးတစ်လုံးရောက်လာတယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ဒီမှာရှိတဲ့ electron ဒီမှာရှိတဲ့ electron နဲ့ဒီမှာအနှုတ်နဲ့ရှင်တွန်းတယ်ဒီမှာရှိတဲ့အပေါင်းလေးကလည်းဆွဲတယ်ပေါ့နော်ဒါဆိုဒီကောင်လေးဒီပါရလာလဲဆိုရင် velocity တစ်ခုရလာတယ်ဟုတ်ပြီဒီမှာရှိတဲ့ barrier အတားစီကိုဒီမှာရှိတဲ့ velocity လေးကြောင့်ဒီကောင်လေးကဘာဖြစ်ခွင့်ရသွားလဲဆိုရင်ဖောက်ထွင်းခွင့်ရသွားတယ်ဒါဆိုရင် electron လေးကဒီဘက်ကိုရောက်သွားမယ်ဒီမှာရှိတဲ့ hole လေးကိုကြည့်မယ် hole လေးဒီလည်းဒီမှာအပေါင်းပွားခြင်းတော့နဲ့နှုတ်ရှင်တွန်းတဲ့အတွက်ကြောင့်သူဒီတွန်းတဲ့အတွက်ကြောင့်ရွေ့တယ်ပေါ့ရွေ့တော့ kinetic energy ပိုင်းဆိုင်တယ်ဒါကြောင့်မို့သူ့မှာ velocity တစ်ခုနဲ့သွားလိမ့်မယ်အဲဒီ velocity ကြောင့်ဒီမှာရှိတဲ့ depletion ကျော်ဆုံးကိုဘာဖြစ်သွားလဲဆိုရင်ကျော်လွန်သွားတယ်ကျော်လွန်သွားပြီးတော့အပေါင်းလေးအပေါင်းဘက်ကိုရောက်သွားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်လိုဒီ photodiode တစ်ခုကဘယ်လိုလှုပ်တာလဲပေါ့နော်ပုံမှန်ဆိုရင်ဒီမှာ diode တစ်ခုရှိတယ်ပေါ့
diode တစ်ခုရှိတယ်ဒါသည် n type ဒါသည် p type ဆိုလို့ရှိရင်ဒီသက်သည်အနှုတ်ဒီဘက်သည်အပေါင်းပေါ့ဆက်ကြပြီဟေးဆိုလို့ရှိရင်ဆက်ကြပြီဟေးဆိုလို့ရှိရင်ဘက်ထရီနဲ့ဆက်တယ်ပေါ့နော်ဘက်ထရီနဲ့ဆက်တယ်ဘက်ထရီနဲ့ဆက်တယ်ဆိုလို့ရှိရင်အပေါင်းချင်းအနှုတ်ရှင်မဆက်တယ်ပေါ့နော်ဒါ forward bias လို့ခေါ်တယ်။ဘာကြောင့်လဲဘက်ထရီရဲ့အပေါင်းနဲ့ပြန်ချမ်းရှိအပေါင်းနဲ့ဆက်ရတဲ့အတွက်ကြောင့်ပဲ။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာရှိတဲ့ဒိုင်အိုလေးကကြာ electron ဒီဘက်ကိုရွေ့လာတာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကိုဘာနဲ့ဆက်ရမလဲဆိုလို့ရှိရင်အဲ့တော့ပြန်ပြီးဆွဲပါမယ်ဒီမှာ depletion zone လေဒီဘက်က p type ဒီဘက်က n type ပေါ့p type ဘက်မှာ electron လေးရောက်တယ် n type ဘက်မှာပေါင်းလေးရတဲ့ဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ဒါကို depletion layer လို့ခေါ်တယ် depletion layer မှာ electron hole ပဲလေးဖြစ်လာတယ်ဆိုပါတော့ electron လေး hole လေးပဲဖြစ်လာဆိုရင် hole လေးဒီ electron hole ပဲလေးဖြစ်လာတယ်ဆိုပါတော့ဒါဆိုရင်အပေါင်းချင်းတော့နဲ့အနှုတ်ကဆွဲတဲ့ဒီဘက်ကိုရောက်သွားမယ် electron လေးကကြဒီဘက်ကိုရောက်သွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတော့ဘက်ထရီနဲ့ဆက်ရင်တော့နောက်ပြီးဒါဆိုရင် current direction သတ်မှတ်မယ် current direction သည်ဒီဘက်ကိုပေါ့နော် current direction သည်ဒီဘက်ကိုသွားမယ်ဒီမှာဆိုလို့ရှိရင် current direction သည် n type ဘက်ကိုသွားတယ်ပေါ့နော် current direction သည် current သည်ဘယ်ရောက်ထွက်ရမလဲအပေါင်းကနေထွက်ရမယ်ဒါဆိုလို့ရှိရင်ဒီဘက်ကိုကျတော့ဘက်ထရီရဲ့ဘာနဲ့ဆက်မလဲဆိုအပေါင်းနဲ့ဆက်မယ်ဘာလဲအပေါင်းနဲ့ထွက်မှသာလဲဒီလိုကြိုက်ပါလိဒီမှာဘက်ထရီရဲ့အနှုတ်ပေါ့နော်ဒါမှသာလဲ electron ရဲ့စီးကြောင်းလဲဒီဘက် electron အနှုတ်ကထွက်တဲ့စာကြိုက်ပါဒါကြောင့်မို့ photodiode ကတော့ဘာလို့ခေါ်လဲဆိုရင်ဘက်ထရီphotodiode ရဲ့အနှုတ်နဲ့ဘက်ထရီရဲ့အပေါင်းနဲ့ဆက်ပြီးတော့အသွင်းလို့ရတယ်photodiode ရဲ့အပေါင်းနဲ့ဘက်ထရီရဲ့အနှုတ်နဲ့ပြောင်းပြန်ဆက်တာဆို photodiode ဒီပြင်မှာလုပ်လဲဆိုရင် VERSC reverse bias မှာအလုပ်လုပ်ပါတယ် reverse bias မှာအလုပ်လုပ်တယ်ပေါ့photodiode ကိုဘယ်လိုခေါ်သေးလဲဆိုလို့ရှိရင်photo sensor ဒါမှမဟုတ် photo detector photo detector ဒါမှမဟုတ်လို့ရှိရင် light meter ဒီလိုမျိုးတွေလည်းခေါ်နိုင်သေးတယ်ပေါ့နော်နာမည်တွေကတော့အမျိုးမျိုးခေါ်လို့ရှိတယ်